မြန်မာလိုပြောမယ်ဆိုတော့အခိုးပေါ့ဗျာအင်္ဂလိပ်လိုပြောမယ်ဆိုတော့ပို့ပေါ့ဒါကကျွန်တော်တို့ဘာကြောင့်တက်ရှင်နေရတာလဲဘာကြောင့်ကျမ်းမာရေးကောင်းနေရတာလဲဆိုတာကိုကျွန်တော်လေ့လာမိတဲ့လောက်ထဲကကျွန်တော်မျှဝေတာပါအဲ့လိုမှမဟုတ်ဘဲနဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးနယ်လေးရဲ့လှည့်ပတ်မှုအနေအထားကအသက်အရွယ်ရရှိတင်ရှိတိုက်တဲ့အနေအထားမှာမရှိဘဲနဲ့အကြောင်းမျိုးကြောင့်နှောင့်နှေးကြံ့ကြာနေမယ်ဆိုရင်ကျွန်တော်တို့ရတာရေဆောကျွန်တော်ရည်ပြခဲ့တယ်ရတာရေအသွေးအသားချင်းစီပါညာပေါ့အဲ့ဒီဓာတ်9ပါးကလည်းခန္ဓာကိုယ်ထဲမှာနေရာတကျထားမယ်ဓာတ်9ပါးကလည်းအချိန်မီသူ့နေရာသူမရောက်ဘူးဆိုရင်ကျွန်တော်တို့ရှင်သန်ဖို့ကြီးထွားဖို့မဖြစ်နိုင်တော့သလိုကြည်ကြီးကျင်ငယ်ချွေးအစရှိသဖြင့်စွန့်ထုတ်ပြရမယ်မလားအမျိုးမျိုးအငြင်းကြီးအမျိုးမျိုးတွေကလည်းကျွန်တော်တို့အချိန်မီမစွန့်ထုတ်နိုင်ဘူးဆိုရင်ဘာဖြစ်လာလဲဆိုတော့ဒီအငြင်းကြီးလက်ဆက်တဲ့အငြင်းကြီးတွေကနေပြီးတော့အချိန်မီမစွန့်ထုတ်နိုင်တဲ့အခါကျတော့သွေးလေလက်ပတ်မှုကရှိတဲ့အနေအထားမှာမရှိတဲ့အတွက်ကြောင့်ဒီအငြင်းကြီးတွေကိုအချိန်မီမစွန့်ထုတ်နိုင်တဲ့အခါကျတော့ဒီအငြင်းကြီးတွေကဘာဖြစ်လဲဆိုတော့လက်ဆက်တဲ့အငြင်းကြီးတွေကနေပြီးတော့သွေးကြောထဲမှာငုတ်သွားတဲ့အခါကျတော့အချိန်ကြာလာရင်ဒီကောင်ကပုတ်လာတယ်ပုတ်လာတဲ့အခါကျတော့အဲ့အပုတ်ကနေဒီတိုင်းမနေဘူးဘာဖြစ်လာလဲအပုတ်ကနေပြီးတော့အခိုးအငွေ့တွေထွက်လာတယ်အဲ့ဒီအခိုးအငွေ့တွေကကျွန်တော်တို့မြန်မာလိုပြောမယ်ဆိုတော့အခိုးပေါ့ဗျာအင်္ဂလိပ်လိုပြောမယ်ဆိုတော့ပို့ပေါ့နော်ယောဂပူးမွားတွေပေါ့အဲ့ဒါတွေဖြစ်လာတယ်အဲ့ဒါတွေဖြစ်လာတဲ့အခါကျတော့အဲ့ဒီအခိုးတွေပိုးတွေကဘာဖြစ်တယ်လဲဆိုတော့ဒီခန္ဓာကိုယ်တစ်လျှောက်မှာရှိတဲ့အာကာသဆိုတဲ့ဓာတ်တစ်မျိုးအားနေတဲ့နေရာတွေကိုသူတို့ဒီကောင်ရွေးချယ်ပြီးတော့အပြစ်ပြုတယ်တပြိုင်နက်တည်းအပြစ်ပြုတာမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်အာကာသအားနေတဲ့နေရာအာကာသဓာတ်မရှိတဲ့နေရာတွေရွေးပြီးအပြစ်ပြုတဲ့အခါကျတော့ခန္ဓာကိုယ်မှာဘာဖြစ်လာလဲဆိုတော့